အိမ်ဆောက်တော့မယ်ဆိုရင်ကန်ထရိုက်တာနဲ့စကားပြောတဲ့အခါဒီအချက်တွေကိုမသိထားရင်ပတ်စံနေအလက်ဟတ်သက်ကုန်သွားနိုင်ပါတယ်။တင်းရဲ့အိမ်မက်အိမ်လေးအလေးမခံရအောင်ဒီဗီဒီယိုကိုစောင့်အောင်ကြည့်လိုက်ပါ။ပထမဆုံးအချက်ကတော့ foundation မှာကန်ထရိုက်တာကကျွန်တော်တို့က foundation ကိုခိုင်အောင်လုပ်ပေးပါရလို့ပြောရုံနဲ့မပြီးပါဘူး။ဘလို့ foundation မျိုးချမှာလဲ soil test စစ်ပြီးပြီလား။ဘလောက်နဲ့တူမှာလဲဆိုတာသိချမေးပါ။ soil test မစစ်ပဲ foundation ချရင်နောက်ပိုင်းအိမ်ရက်ကွဲတာတွေနေကြတာတွေဖြစ်လာနိုင်ပါတယ်။ဒုတိယချက်ကတော့ပစ္စည်းအရေးသွေးပါကန်ထရိုက်တာကဈေးသက်သာဆုံးနဲ့အကောင်းဆုံးပစ္စည်းသုံးပေးမယ်လို့ပြောတတ်ပါတယ်ဒါပေမဲ့ဘယ်အမျိုးအစားဘယ် brand ကိုသုံးမှလဲဆိုတာသိချမေးပါဥပမာဘီလက်မြင်ဆိုရင်ဘယ် brand လဲတန်ချောင်းဆိုရင်ဘယ်အမျိုးအစားလဲစာချုပ်ထဲမှာသိချထည့်ခိုင်းမှာမဟုတ်ရင်ဈေးပေါ်တဲ့ပစ္စည်းတွေသုံးပြီးတင့်ရဲ့ခိုင်ခံ့မှုကိုထိခိုက်စေနိုင်ပါတယ်တတိယချက်ကတော့စာချုပ်ပါကန်ထရိုက်တာနဲ့စာချုပ်ချုပ်တဲ့အခါအသေးစိတ်ကိုတိကျဖတ်ပါလုပ်ငန်းပစ္စည်းမဲ့ရပတ်စံပေးခြင်းမဲ့ပုံစံအာမခံကာလပြဿနာပေါ်လာရင်ဘယ်လိုဖြေရှင်းမလဲဆိုတာတွေအားလုံးပါဝင်ရပါမယ်နှုတ်ကတိနဲ့လည်းမပြီးပါဘူးစာချုပ်ထဲမှာအားလုံးရှင်းရှင်းလင်းလင်းပါနေဖို့ကအရေးကြီးပါတယ်စတိုရာချက်ကတော့လုပ်ငန်းပစ္စည်းမှုကိုစစ်ဆေးတာပါကန်ထရိုက်တာကိုအကုန်ပေါင်းအပ်ထားပြီးကိုယ်တိုင်ဘာမှမစစ်ဆေးပဲနေလို့မရပါဘူးအဆင့်တစ်ခုပြီးတိုင်းတွားရောက်ကြည့်ရှုပါမေးစာရှိတာမေးပါနားမလည်ရင်အင်ဂျင်နီယာတက်ကိုကိုကြီးတောင်းပြီးစစ်ဆေးခိုင်းပါဒါမှကိုလိုချင်တဲ့အတိုင်းဖြစ်မဖြစ်မှန်ကန်မှုရှိမရှိသိနိုင်မှာပါဒီချက်လေးတွေကိုတတိထားမယ်ဆိုရင်ကန်ထရိုက်တာနဲ့ပြောဆိုဆက်ဆံတဲ့အခါအလင်းခံရတာမျိုးပတ်စံအလဟတ်သက်ကုန်တာမျိုးကနေကာကွယ်နိုင်မှာပါ။တည့်ရဲ့အိမ်မက်အလင်းကိုစိတ်ချလက်ချတည်ဆောက်နိုင်ပါစေ။နောက်ထပ်အကြောင်းအရာတွေသိချင်သေးရင်ကွန်မန့်မှာရေးသားပေးခဲ့ပါအောင်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။